Hello မင်္ဂလာပါ Hello မင်္ဂလာပါဟုတ်အဲ့ဒါဆိုလို့ရှိရင်အခုဒီဂျာမနီမှာ Student College တက်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဖြည့်ပြီးမှာပေါ့နော်အဲ့ဒါအဲဆိုလို့ရှိရင်အခုမောင်လေးရဲ့ education background လေးပေါ့နော်ဒီဘက်ကိုမ join ဟုတ်ခင် education background နဲ့ဒီအာဒါတက်ဖို့အတွက်ပြင်ခဲ့တဲ့ဟာလေးပေါ့နော်အဲ့ဒီလမ်းဟုတ်ကြောင်းလေးတစ်ချက်လောက်ပြောပြပေးပါအောင်ကျွန်တော်ကမြန်မာပြည်မှာတော့ YTU တက်နေတာပေါ့နော် YTU မှာ second year အောင်ထားပြီးပြီ2020မှာကျွန်တော်က third year first semester ပေါ့ပြီးတော့2020 March လမှာဒီ COVID ကြောင့်ကျောင်းပိတ်သွားတော့အဲ့ဒီမှာရပ်သွားပေါ့အဲဒါကြောင့်ကျွန်တော်ကofficially second year အောင်ထားတာ third year first semester စမွေးဖြစ်တဲ့ကာလမဖြည့်ပြစ်လိုက်ဘူးပေါ့အဲဒါကြောင့်မို့ second year ပြီးထားတယ်အဲ့ဒါပြီးသွားတော့ကျွန်တော်ဒီ student college ကို join ဖို့ဘယ်လိုမျိုးဖြစ်လာလဲဆိုတော့ကျွန်တော်ဒီ2021ဇွန်လလောက်မှာကျွန်တော်ဒီဂျာမနီစလာဖို့ပြင်တော့အဲ့မှာ research လုပ်နေကျွန်တော်ဒီ Anabin ဆိုတဲ့ website ပေါ့နော်ဒီ website ကဒီကျွန်တော်တို့ဒီ basic education high school မြန်မာပြည်မှာပြီးထားလို့ရှိရင်ပြီးတော့ဒီတက္ကသိုလ်2 နှစ်ကိုအောင်မြင်ထားလို့ရှိရင်ကျွန်တော်တို့ student college join လို့ရတယ်ဒါမှမဟုတ်တက္ကသိုလ်3 နှစ်ပြီးထားတယ်ဆိုလို့ရှိရင်ဒီ university ကို direct join လို့ရတယ်ဆိုတော့ကျွန်တော်က2 နှစ်ပဲပြီးထားကျွန်တော်ကြောင့်မို့ student college join ဖြစ်လိုက်တာပေါ့ဟုတ်ဟုတ်ကဲ့ဟုတ် အဲ့ဒါဆိုလို့ရှိရင်ဒီအာကို Bachelor မှာတက်မဲ့ major ပေါ်မှာမူတည်ပြီးတော့ဒီ Student College မှာယူရတဲ့အာ module တွေဒီ course တွေကွဲတာတွေမကွဲတာတွေပွဲတာပေါ့ဟာတွေဟုတ်เนาะအဲ့ဒီဟာလေးတွေတစ်ချက်လောက်ဒီဟုတ်လောက်လေးတစ်ချက်ပြောပြပေးပါအောင်မောင်လေးယူထားတဲ့ဟာရောနောက်တခြားတည်တဲ့ဟာလေးတွေနဲ့ပတ်သက်ဟုတ်လို့ရောပေါ့เนาะဟုတ်ဟုတ်အဲ့ဒါဆိုရင် student college မှာအရင်ဆုံးခွဲရမယ်ဆိုရင် private နဲ့ public နဲ့2 မျိုးရှိတယ်အဲ့ဒီ public ကကြတော့ဒီကျောင်းလာကဈေးတော်တော်တက်တာတယ်အဲ့လို semester တစ်ခုမှ100 200 300လောက်ပဲ private တွေကကြတော့ကျောင်းပေါ်မူတည်ပြီးတော့ထောင်နဲ့တောင်းနဲ့ချီတာပေါ့နော် student college မှာစစချင်း level အနေနဲ့အဲ့လို2 ခုကွဲတယ် private နဲ့ public နဲ့ပြီးရင်ဘာပြီးတော့ဒီဂျာမနီမှာတက္ကသိုလ်ကကြတော့အမျိုးအစား2 ခုရှိတယ်Fachhochschule နဲ့ Yale University နဲ့ Fachhochschule ဆိုတာဘာလဲဆိုတော့အင်္ဂလိပ်လို့ဆို University of Applied Science ပေါ့သူကအဲ့ဒီ practical ဘက်ပို့ပြီးတော့သွားတယ်ဟို university ကကြတော့ပို့ပြီးတော့ research ပိုင်းသွားတယ်အဲ့လိုဒီဂျာမနီမှာတက္ကသိုလ် system 2 မျိုးပေါ့ practical အဲ့ဒီ Fachhochschule အဲ့ဒီ Applied Science University နဲ့တာမန် University နဲ့အဲ့လို2 ခုကွဲတဲ့စီမှာအဲ့ဒီ student college ကလည်း2 မျိုးထပ်ကွဲသွားတယ်အဲ့ဒီပုံမူတည်ပြီးတော့အဲ့ဒီ Fachhochschule တက်လို့ရတဲ့ student college နဲ့ဒီ University တက်လို့ရတဲ့ student college နဲ့ပေါ့ဒါပေမဲ့ဒီ hierarchy အရဆိုရင် Yale University ကတစ်ဆင့်မြင့်တာပေါ့နော်ဒီ Applied Science University အဲ့ဒါကြောင့်မို့ University တက်လို့ရတဲ့ student college ပြီးထားတဲ့ကျောင်းသားကဒီ Fachhochschule တော့ကျိုင်းလဲရသူကတစ်ဆင့်နေတာတော့ကျိုင်းတာပေါ့နော် Fachhochschule ပြီးထားတဲ့ကျောင်းသားကကြတော့ဒီ University ကိုတော့ join လို့မရဘူးအဲဒါကြောင့်မို့ student college ကိုမရွေးခင်ဘာအရင်လုပ်တင်လဲဆိုတော့ student ဂျာမနီကိုလာတော့မယ်ဆိုရင်ဒီ student college ကနေစမရွေးပဲနဲ့တက္ကသိုလ်အရင်ကြီးပေါ့ကိုပဲတက္ကသိုလ်မှာဘာ major တက်ချင်လဲတက်ချင်လို့ရှိရင်အဲ့ဒီတက္ကသိုလ်ရဲ့ website မှာအဲ့ဒီ major ရဲ့အဲ့ဒီ page ကိုသွားကြည့်အဲ့မှာတစ်ခါတလေကြာလို့ရှိရင်ဒီ page student college တက်တင်တယ်ဆိုတာ recommend ပေးတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွက်အဲ့လိုမျိုးတွက်ကြည့်ပြီးတော့မှသူတို့ recommend ပေးတဲ့ student college တက်တာကိုယ့်အတွက်ပိုစိတ်ချတာပေါ့အဲ့မှာ student college မှာအမျိုးအစားက major တွေကဘာထပ်ကွဲလဲဆိုတော့ကျွန်တော်ဒီမှာရှာထားYale University တက်လို့ရတဲ့ student college ကိုအရင်ပြောလိုက်မယ်တာမန် University တွေရော Fachhochschule တက်လို့ရတဲ့တစ်ဆင့်မြင့်တဲ့ student college ပေါ့နော်သူက course 5 ခုရှိတယ်သူက G ရဲ့ S ရဲ့ W ရဲ့ T ရဲ့ M ရဲ့ G ကကြတော့ဘာတွေလဲဆိုတော့ language နဲ့ humanities study တွေ language school တွေ university တွေပေါ့နော် S ကကြတော့ linguistic ပိုင်း W နဲ့ T ကကြတော့နာမည်အကြီးဆုံး2 ခုပေါ့ဒီမြန်မာပြည်မှာ bio နဲ့ eco ကွဲသလို W က eco ပိုင်း social science eco science ပိုင်း T ကကြတော့ engineering ပိုင်း
engineering တို့ computer science တို့အဲ့ဒီ technology ကပိုင်းပေါ့နောက်ဆုံးတစ်ခုက M ကကြတော့ medical ဆေးတက္ကသိုလ်ပေါ့ဒါပေမဲ့ဒီမြန်မာပြည်မှာဆေးတက္ကသိုလ်တက်နေတဲ့လူတွေကတော့ဂျာမနီလာတာရှားတာပေါ့နော်ဂျာမနီကဆေးကျောင်းတွေထက်အဲ့ဒီ engineering ကျောင်းတွေကြောင့်ဂျာမနီကဘုံနာမည်ကြီးကြဆိုတော့လေအဓိကအဖြစ်ဒီကိုလာရင်အများစုစိတ်ဝင်စားတာ T နဲ့ W နဲ့ပေါ့ W ဆိုလို့ရှိရင် eco ပိုင်းသွားလို့ရတယ် T ဆိုရင်သိပ္ပံပိုင်းသွားလို့ရတယ်ဒါကြောင့် Yo University နဲ့ချိတ်ထားတဲ့ student colleague တွေမှာရှိတဲ့ major Fachhochschule တွေနဲ့ချိတ်ထားတဲ့ student colleague ကကြတော့ major ၄ ခုပဲခွဲထားတယ်သူကဘာမပါဘူးလဲဆိုတော့ M မပါဘူး medical school မပါဘူးဗောနော် medical မှာကြတော့ Fachhochschule မရှိဘူးဆိုတော့လေအဲကြောင့်မို့ဒီရိုးရိုး Fachhochschule student colleague ဆိုလို့ရှိရင်၄ ခုပဲဒီ T ရဲ့ W ရဲ့နောက်တော့ GD ဆိုတဲ့ဟာ art ပေါ့ခုနပြော language humanities နဲ့တူတူပဲပြီး S ကလည်းခုနအပေါ်ဟာနဲ့တူတူပဲပေါ့အဲ့လိုမျိုးတော့ medical တစ်ခုပဲမရှိဘူးပေါ့ဟုတ်အမကြားတာတော့ဒီကအာဂျာမနီက medical ဘိုင်းနဲ့ပတ်သက်ပြီးတော့သူက nuclear medicine ဘက်မှာလည်းတော်တော်ရှေ့ရောက်တယ်လို့ပြောတယ်။နောက်ဟုတ်ပြီးတော့ဟိုဟာလည်းသူတို့ဒီဘက်ကစတာလीကလေးတွေကိုမမွေးခင်ကြောရိုးအဲဘိုက်ထဲမှာကလေးကအဲ့ဒီကြောရိုးကိုဟိုဟာလုပ်လိုက်တာလीอืပြင်มလိုက်တာလားအဲ့လိုမျိုးအဲ့လို ဒီမွေးလာလို့ရှိ scoliosis ရင် ဖြစ်လို့ရှင်อืมอืมဟုတ်อืมอืมဘိုက်ထဲမှာဘိုက်ထဲကဟာကိုရေပွားတဲ့ကိုအဲ့လိုလှမ်းပြီးတော့ဟိုဟာလုပ်တဲ့ဟာကသူတို့ဒီဂျာမနီမှာပဲသူတို့အောင်မြင်ထားတာနဲ့တူတယ်ဟုတ်အဲ့လိုမျိုးနဲ့ဆိုတော့သူတို့ကအဲ့ဒီဟာကြီးတော့ရှေ့ရောက်တယ်ရှိဟိုတယ်ပေါ့ဟုတ်ဟိုက်ဒယ်ဘာဂ်ကနာမည်ကြီးတယ်ဟိုက်ဒယ်ဘာဂ်ကနာမည်ကြီးဟုတ်တယ်ဟုတ်တယ်အဲ့ဒီဟာကြီးနဲ့ပတ်သက်ပြီးတော့ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဒီ fees ကခုနကပြောတာလေအဲယာကနန်းကအဲ့ဒါက tuition fees တက်လာဘာလို့လဲဆိုတော့အမတို့ဒီမှာဆို tuition fees နဲ့ဟိုဟာနဲ့ရှိရလေ administration ဟုတ် fees နဲ့ရှိရလေဟုတ်အဲ့ဒါကြတော့ဒီပတ်စံ300 100 200 300ကကြတော့သူကကျောင်းဝင်လို့ရှိရင် administration fees ရယ် tuition fee ရယ်ဆိုပြီးတော့ student colleague တွေကအဲ့လိုမခွဲတာသူက semester fee လို့ခေါ်တာပေါ့အဲ့လို semester တစ်ခုစာအတွက်အဲ့ဒါ semester တစ်ခုစာအတွက်ပေးလိုက်ရင် semester ဂျာမနီမှာတစ်နှစ်ကို semester 2 ခုနှုန်းနဲ့ run တယ် summer semester နဲ့ winter semester ပေါ့အဲ့ဆို6လစီပေါ့နော်ပထမ6လစာအတွက်300ဒုတိယ6လစာအတွက်300အဲ့ဆိုလို့ရှိရင်600ကွက်တီနဲ့အဲ့လိုတစ်နှစ်ပြီးသွားမယ်ဒါပေမဲ့ဒီဂျာမနီမှာဘာတစ်ခုကောင်းတာလဲဆိုတော့အဲ့လိုမျိုး semester fee ပေးလိုက်လို့ရှိရင်ဒီ300ထဲမှာဘာတွေပါလဲဆိုတော့ကျောင်းလာကအပြင်အခုဆိုရင် Deutschland ticket ပေါ့ဒီဂျာမနီနိုင်ငံအတွင်းရထားတွေ public transit တွေရထားတွေ bus ကားတွေအဲ့ဒီ လှေ ferry တွေအကုန်အခမဲ့စီးလို့ရတယ်ဟုတ်အဲ့ဒါကဟိုဟာပေါ်မူတည်ရယ်နော်ပြည်နယ်ပေါ်မူတည်ရယ်အမားတို့ကျောင်းဆိုမပါဘူး100ကျော်ပြီးရတယ်ဒါပေမဲ့ Deutschland ticket လုံးလုံးမပါဘူးကိုယ့်ဘာသာကိုယ်ပြန်ဝယ်ရဟုတ်တာကျွန်တော်တို့ကြောင်ကြတော့လို့300ပေါ့အဲ့ဒီဟာ300ကျော်မှသူတို့ပြီးရင်အဲ့ဒီဟို receipt ပေးလို့ရှရင်အဲ့မှာအများစုက200လောက်ကဒီ Deutschland ticket တွေသွားဝင်သွားတယ်သူကမဟုတ်ရင်တော့သူကအပြစ်မှာတာမန်နေနဲ့ဝင်တစ်လ90ဆိုတော့လေ6လဆို58ရင်ဟုတ်တယ်အခုဆို58ဖြစ်သွားပြီဟုတ်60ပဲထားဆို6လဆို66လီပဲ36ဆို360ဖြစ်နေပြီအပြင်မှာဝင်မယ်ဆိုရင်တော့သူကဟုတ်တယ်ကြောင်းနဲ့ပေါင်းပြီးတော့သူကအဲ့လိုမျိုးចောင်းသားတွေအတွက်ပေါ့အဲ့ဒီဆိုလို့ရှိရင်300တယ်မှာဆိုဖြတ်ပြေစာပေးလို့ရှိရင်ကျောင်းဝယူတာနည်းနည်းပဲအဲ့ဒီတခြား fees တွေပေါ့အဲ့ Deutschland ticket fees ကအများစုနောက်တော့တခြားနည်းနည်းလေးတွေအဲ့ဆိုတော့သူကအဲ့လိုလစဉ်ပေးရတာမျိုးလည်းမရှိဘူးဒီ semester အစမှာအဲ့လိုကျောင်းကသတ်မှတ်ထားတဲ့300ဆို300ပေးပြီးသွားလို့ရှိရင် semester တစ်ခုလုံးပြီးဟုတ်စာမေးပွဲအတွက်လည်း somewhere fees တွေပါလည်းမရှိဘူး တယ်နော်အဲ့ဒါဆို student college ကဟိုမလားသူကတစ်နှစ်နော် student college ကတစ်နှစ် semester နှစ်ခုစာမေးပွဲဖြေရတာကသူကရောသူက student college ကိုဘာလို့တက်လဲဆိုတော့ဒီမြန်မာပြည်မှာ2 နှစ်ပဲပြီးထားလို့ရှိရင်တက္ကသိုလ်တန်းကျွမ်းလို့မရတဲ့အတွက် student college ကနေကျွန်တော်တို့က Feststellungsprüfung ဆိုတာဖြေရတယ် FSP ပေါ့သူတို့အတူကောက်ခေါ်တာမြန်မာပြည်မှာဆိုရင်သူကဘာနဲ့ဆင်လဲဆိုမြန်မာပြည်က10 တန်းလိုမျိုးပေါ့အဲ့မှာဆိုရင်အမှတ်နဲ့ကြည်တာပေါ့နော်အဲ့ဒီအမှတ်ကောင်းလို့ရှိရင်တက္ကသိုလ်ကောင်းနေတာကိုပို့လက်ခံတယ်အဲ့ဒီစာမေးပွဲအတွက်ကိုကျွန်တော်တို့ student college ကိုတက်ရတာတက်တဲ့အခါမှာ semester 2 ခုဆိုပေမဲ့ကိုတေချာတယ်ဂျာမန်ဆိုင်ဘာတွေလည်းအကုန်ကျွမ်းနေပြီအချင်းကုန်မခန်းချင်း semester တစ်ခုတည်းနဲ့တန်းဝင်ဖြေလဲရတယ်ဒါပေမဲ့ကျောင်းတွေကတော့ recommend မလုပ်ဘူးပေါ့
ဘာလို့လဲဆိုတော့ဒီ course တစ်ခုလုံးသေချာပြီးအောင်တက်ပြီးမှဖြည့်ဖြည့်တာအကောင်းဆုံးပေါ့နော်အဲ့လိုမျိုးဟုတ်ဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်ဒီစာလိုက်နိုင်တာနဲ့ပတ်သက်ပြီးတော့ရောဘာကြီးကွဲလဲဟိုဘက်ကတင်လာတာကြီးနဲ့မြန်မာပြည်ကတင်လာတာကြီးမြန်မာပြည်အဲ့ဒီစာနဲ့ပတ်သက်ပြီးဆိုရင်သူတို့ကဒါမြန်မာဘာဖြစ်လို့တက္ကသိုလ်2 နှစ်ထိတောင်းလဲဆိုတော့ကျွန်တော်မြန်မာပြည်အခုခေတ်မှာတော့မြန်မာပြည်12တန်းနေပါပေါ်နေပြီကျွန်တော်တို့လာတော့10တန်းပဲရှိသေးတယ်ကျွန်တော်တို့က16 19ဆိုကျောင်းပြီးပြီဆိုတော့သူတို့တွေကအဲ့လိုအဲ့လိုနိုင်ငံတကာရဲ့ high school ထိုင်2 နှစ်လောက်စောနေတာပေါ့နော်ကျွန်တော်တို့ကကျောင်းပြီးတော့အဲကြောင့်မို့သူတို့တွေကအဲ့လိုအထင်သေးပြီးတော့တည်တည်တယ်မလားအဲ့လိုတက္ကသိုလ်2 နှစ်ပြီးမှလာဆွဲတဲ့ပုံမျိုးအဲ့တော့ကျွန်တော်တို့ကတက္ကသိုလ်တက်လို့ရှိရင်မြန်မာပြည်မှာတက္ကသိုလ်တက်ရင် first year မှာဆိုရင်ကျွန်တော်တို့ calculus တွေပါသင်ရတယ်လေဒါတွေကကျွန်တော်တို့တက္ကသိုလ်အဆင့်ရောက်နေအဲ့ဒါတွေအားလုံးကျွန်တော်တို့ student college မှာဘာသင်ရလဲဆိုတော့သင်္ချာ physics chemistry ပြီးတော့ကိုယူတဲ့ major ပေါ်လိုက်ပြီးတော့ IT ဆိုရင် programming သင်ရတယ် engineering drawing သင်ရတယ် AutoCAD တွေပါသင်ရတယ်အဲ့ဒီအခါမှာသင်ရတဲ့အခါမှာသင်္ချာနဲ့ physics နဲ့ chemistry ကကျွန်တော်တို့တက္ကသိုလ်မှာသင်ရတဲ့ကျွန်တော်တို့တက္ကသိုလ် first year second year မှာသင်ထားပြီးသားအစာတွေပဲပြန်လာကျွန်တော်တို့တက္ကသိုလ် first year မှာ calculus တွေသင်ရတယ် physics ဆိုလို့ရှိရင်လည်းဒီ dynamic တွေ statics တွေသင်ရတယ်အဲ့ဒါတွေပဲသူတို့ကပြန်သင်ရ chemistry ဆိုလို့ရှိရင်ကျွန်တော်10တန်းစသဘောမျိုးလောက်ပဲ10တန်းမှသင်ရတဲ့ organic တွေအဲ့ဒီဟာတွေပဲပြန်လာပေါ့နော်အားကြောင့်မို့အမှတ်တမ်းပြောရရင်မြန်မာပြည်မှာတက္ကသိုလ်2 နှစ်ပြီးထားလို့ရှိရင်စာရဲ့ content ကိုတော့လိုက်နိုင်တာပေါ့နော်ဘာလို့ဆိုတော့ကိုအသစ်တစ်ခုမှမပါကိုသိပြီးသားဟာတွေပဲအနည်းဆုံးဒီ 1TU တွေပိုင်းမှာတင်ထားပြီးသားဟာတွေပဲပေါ့ဒါပေမဲ့သူကဂျာမန်လိုပြန်သင်ရတဲ့အတွက်ဒီဂျာမန်လို vocabulary တွေပြန်ပြီးတော့လေ့လာရတာပေါ့နော်အဲ့ဒါကြတော့ကိုယ့်ရဲ့ဂျာမန် level ပေါ်ပြန်မှုတည်သွားပေါ့ကိုဂျာမန်ကိုတေချာဖိဖိစီစီလုပ်ခဲ့တယ်ဆိုရင်တော့သင်္ချာ physics chemistry ကတော့အရင်တော့ပြဿနာတော့မရှိဘူး chemistry ပဲနည်းနည်း तू က chemistry ကကြာတော့ तू ကဒီမှာ vocabulary ကလုံးဝအသစ် तू ကအဲ့ဒီ element တွေကအစား hydrogen နဲ့ oxygen တွေကအစားသူတို့က hydrogen နဲ့ oxygen တွေခေါ်တာမဟုတ်ဘူးဆိုတော့လေသူတို့အဲ့ဒီ periodic table တစ်ခုလုံးကိုကဂျာမန်လိုပြန်မှတ်ရမှာဆိုတော့ element နာမည်တွေကအစားအဲ့ဒါအဲ့ဒါအဲ့ဒါဆိုတော့ဒါပေမဲ့အဲ့ဒါစိတ်ပူစရာတော့မရှိဘူးပေါ့နော် string college ဆိုတာအမှန်တော့ဒီနိုင်ငံတကာအကြောင်းသားတွေကိုဒီဂျာမနီမှာတက်ဖို့ပြင်ပေးတဲ့တဘောပဲကိုယ်ပြင်ပေးနာတင်ပေးနာဆိုတော့အဲ့ဒီတင်ရင်လည်းလိုက်လို့ဝင်ရတယ် Asian Colleague မှာ German course လည်းတစ်ခုပါတယ်သူကကြတော့အဲ့ဒီဟာအောင်သွားလို့ရှိရင်ဘာနဲ့တပြည့်ညီသွားလဲဆိုတော့ B2 C1 နဲ့တပြည့်ညီသွားတယ် C1 နဲ့တပြည့်ညီသွားပါတော့အဲ့တင်ပြီးသွားလို့ရှိရင်ဒီ Student Colleague ကနေပြီးတော့ပါတဲ့အဲ့ဒီသင်္ချာ Physics Chemistry German 4 ဘာသာလုံးအောင်ထားပြီးသွားလို့ရှိရင်တက္ကသိုလ် join တဲ့အခါမှာဟို German C1 တွေပါလေအပြင်မှာလိုက်ဖြည့်စရာဘာမှမလိုတော့ဘူးသူက recognize ဖြစ်ပြီးသားအလုပ်တွေဘာတွေရှောက်လို့ German level ပြပါဆိုလို့ရှရင်လဲဒီ C1 equivalent နဲ့အောင်ထားပါတယ်ဆိုပြီးတော့ပြောလို့ရတယ်ကိုတကယ်ကိုကမြန်မာပြည်ကနေလာရင်တော့လက်မှတ်တော့ B1 ပဲရှိခဲ့မှာမြန်မာပြည်မှာ B1 ထိပဲဖြည့်လို့ရတာ哦ဒါပေမဲ့ကို CV form တွေပိုင်းမှာကိုယ့်ရဲ့ German proficiency ကိုလည်းအဲ့လို proof လုပ်လို့ရတာပေါ့နော်ဒီ student colleague လက်မှတ်နဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဒါဆိုအဲ့လို့တော့မြန်မာပြည်ကနေလာရင်တော့စာမလိုက်နိုင်စရာတော့စိတ်ပူစရာမရှိပါဘူးဆိုတော့မြန်မာပြည်မှာသူတို့ကတက္ကသိုလ်2 နှစ်တောင်တက်ထားပြီးသားဆိုတော့လေကိုယ့်ရဲ့ဒီသင်္ချာ physics chemistry knowledge ကမြင့်နေပြီဒီသူတို့ဒီမှာပြန်တင်တာသူတို့ဂျာမနီရဲ့ high school level ကိုပြန်တင်တာကျွန်တော်တို့ high school ပြီးလို့တက္ကသိုလ်တောင်2 နှစ်တက်ထားပြီဆိုတော့စာအသစ်ကဘာမှသိပ်မရှိသလောက်ပဲပေါ့ဟိုမှာစာတေချာလုပ်ခဲ့ရင်ဒီမှာပူစရာမရှိဟုတ်ဘူးပေါ့ဟုတ်ဟုတ်သူကဲ့ပါကဂျာမန်လိုပြန်တင်ရမှာတစ်ခုပဲပေါ့ဟုတ်ဟုတ်ပြီးတော့အဲ့ဒါဆိုလို့ရှိရင်ဒီ student college တက်နေရင်နဲ့ကောအာ part time လုပ်လို့ရလားအရင်တုန်းကတော့မရဘူးအခုတော့ရတယ်လို့ပြောင်းတယ်လို့ကြားတယ်အမားကအဲ့ဒါမသိကျွန်ချတော်လာတဲ့အချိန်တုန်းကကြတော့မရဘူးလုပ်လို့မရဘူးဒီဒီမှာလုံနေတဲ့လူတွေဆိုတာကြာဒီမှာလာတာနိုင်ငံတကာလာကြပါတော့တချို့လူတွေကြတော့ဂျာမနီရောက်တာ1 နှစ် 2 နှစ်ရှိပြီပြီးတော့မှဒီတိုင်းနေပြီးတော့မှ student colleague လာတက်တာပေါ့နော်အဲ့လိုလူတွေကြတော့1 နှစ်နေပြီးသားလူတွေကြတော့အလုပ်သူတို့ resident permit နဲ့သူတို့အဲ့ဒီအလုပ် permit တွေကရထားပြီးသားဆိုတော့အဲ့လိုမျိုးအနေနဲ့လုပ်လို့ရတယ်
ပုံမှန်နိုင်ငံတကာကနေပထမနှစ်အနေနဲ့လာလို့ရှိရင်သူတို့ကဒီ Student College ဆိုတာဂျာမနီရဲ့ high school level ပဲရှိတာဆိုတော့ကိုက Student College တက်နေကိုကအသက်3-40ပဲဖြစ်နေပါစေကိုကဂျာမနီရဲ့မျက်စိမှာကိုက high school student ပဲဆိုတော့အလုပ်မပေးတော့ဘူးအဲ့ဒီ Student College မှာဆိုလို့ရှိရင်ဒါပေမဲ့ကျွန်တော်တို့ကဂျာမနီလိုင်းတည်တဲ့အတိုင်း blog account တစ်နှစ်စာဖွင့်ရဆိုအဲ့မှာတစ်လ950ရနေတော့ပတ်စံတော့စိတ်ပူစရာတော့မရှိဘူးပေါ့နော်အဲ့အဲ့တော့တော့တရားဝင်တော့လုပ်လို့မရကိုယ့်ရဲ့ပါတော့မျိုးပေါ်မူတည်ပြီးတော့အဲ့လို black job တွေလုပ်လို့ရှိရင်တော့ရပါတချို့อืဒါပေမဲ့အဲ့มဒါကတော့အငြင်းများတယ်အဲ့လीနော်ဒါတော့အဲ့ဒါတော့ကိုယ် risk ပေါ့နော်အဲ့ဒါအန်ဒီရများမလုပ်ဖို့လဲမလုပ်ဖို့လဲပြောချင်တာပေါ့ဒါပေမဲ့အဲ့ဒါတော့ဟုတ်တယ်ဘာဖြစ်လို့အမှားတော့မပေးဘူးဘာဖြစ်လို့လဲဘာဆိုတော့ဖြစ်လို့လဲဆိုတော့ဟိုတဟုတ်တယ်လောကတော့အမားတို့မျိုးမှာဒီဟိုဟာမှာစားသောက်ဆိုင်တစ်ခုမှာ random check နဲ့တယောက် passport သိမ်းဟုတ်တယ်သွားတယ်အဲ့လိုမျိုးအခု student college တက်တဲ့လူအများစုကပထမဆုံးရောက်တဲ့လူတွေပဲဂျာမနီမှာပထမနှစ်သမားတွေပဲဆိုတော့ပြဿနာဖြစ်ရင်လဲကိုယ့်ကိုမရက်တည်နိုင်သေးဘူးပေါ့နော်အဲ့တော့မလုပ်တာအကောင်ဆုံးပဲကိုပထမနှစ်မှာဒီ950နဲ့ပဲလောက်တော့ပေါ့လောက်ပါလေလောက်တာတော့အဲ့ဒါကတော့လောက်တယ်လေအဓိကကတော့ဒီအာလူတွေကအမြဲတမ်းအမီးများကြတာလေเนาะရရင်အလုံးလုံးလို့ရလားမဟုတ်ရဘူးဒါရဲ့အမကတော့တရားဝင်လမ်းကြောင်းကိုမီးကြည့်တာဘာလို့လဲဆိုတော့ဟိုအမဟုတ်တယ်အားတာမတိကြဘူးအဲ့တုန်းကတော့မလုံးဝမရသေးချောင်းဘူးလို့ပြောတယ်မရဟုတ်အဲ့တုန်းဖို့ကတော့ဟုတ်ညားတယ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ student college ကဒီ high school level ပဲကိုကသာမြန်မာပြည်မှာဟိုဟာ second year ထိပြီးထားလူကြီးပေါ့နော်ဒါပေမဲ့ဒီရောက်ရင်သူတို့ကကိုက high school high schooler ပဲ18 16နှစ်သမားပဲဟုတ်တယ်အဲ့ဆိုတော့လိုအမအဲ့ အဲ့လို officially ကိုတည်ချင်တာပေးလို့ဟုတ်လားမပေးလို့လားဆိုဒီ တော့အဲ့လို student colleague ပြီးွားရင်တော့လုပ်လို့ရ student colleague ပြီးွားရင်သူကတစ်နှစ်ကလည်းကွက်တီပဲဆိုတော့လေ student ဟုတ် colleague ပြီးလို့ရှိရင်မဟုတ်လဲကိုက resident permit အသေးရှာရမယ့်ခါကျရင်ကိုကတက္ကသိုလ်ဝင်ခွင့်နဲ့ရှောက်ပြီဆိုတော့အဲ့ဒီ university student လုပ်ပိုင်ခွင့်အတိုင်းတစ်ပတ်နိုင်20ဟုတ်တယ်စလုပ်လို့ရပြီအဲ့ခါကျရင်ဟုတ်ကဲ့ပါအအဲ့တော့သူမ်ကကွက်တီပဲပေါ့နော်ဒီကျွန်တော်တို့ကလည်းအဲ့လိုကွက်တီပဲ blog ကောက်လည်းကုန် blog ကောက်လည်းကုန်အလုပ်လည်းစလုပ်လို့ရပြီးအလုပ်ကြောင်းစလုပ်လို့ရမယ်အလုပ်ကတော့ချက်ချင်တော့မရဘူးကျွန်တော်တစ်လလောက်တော့ gap ဖြစ်သွားပေါ့ဒါမဲ့လည်းအရှိကဟုတ်စုခဲ့တဲ့ဟာနဲ့ဆိုတော့အဲ့တစ်လလောက်မှာအလုပ်ရှာပြီးတော့တွတ်နေသူတော့ကွက်တီပါပဲဂျာမနီကသူစီစဉ်ထားတာဒီ blog ကောက်တစ်နှစ် system နဲ့ဒီ student colleague တစ်နှစ်ပြီးမှနဲ့အဲ့တော့ကွက်တီပါပဲအဲ့လိုစိတ်ပူစရာတော့မရှိပါဘူးပတ်စံကတော့ဟုတ်ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုလို့ရှိရင်နောက်တော့အမောင်လေးအဲ့ဒါအခုဘယ်မျိုးဟာကိုတက်လိုက်တာလဲ Q ကကျွန်နော်တော်ကဒီ student colleague Schleswig-Holstein ပြည်နယ်ပေါ့နော်ဟုတ်သူကကျောင်းကဘာမှရှိလဲဆိုတော့ Kiel မြို့မှာရှိတယ်သူ့ကိုဘာလို့ကျွန်တော်ကရွေးဖို့အခုလာမဲ့ဒီညီမတွေကိုလည်းဒီကျောင်းတော့တော်တော် recommend ပေးတယ်ဘာလို့လဲဆိုတော့သူကမြန်မာပြည်ကအတွက်နဲ့ဆိုရင်ရှောက်ကအလွယ်ဆုံးကျောင်းတစ်ခုထဲမှာပါတယ်ဘာအချက်တွေကြောက်လဲဆိုတော့သူက B1 ထိပဲတောင်းတယ်မြန်မာပြည်မှာလည်း B1 ထိပဲဖြေလို့ရတယ်နောက်ပြီးရင်သူကကျောင်းလျှောက်တဲ့စနစ်ကသူက uni assist တွေပါတွေနဲ့ချိန်ထားမဟုတ်ကျောင်းကို direct စာတိုက်ကနေဘယ်လိုပို့ပြီးချလို့ရလဲလျှောက်ရတာအဲ့တော့ကျွန်တော်သူကဒီကျောင်းတက်ဖို့လိုတဲ့အဲ့ဒီ certificate တွေပေါ့နော်ဒီ certificate ကခုနပြောလို့တက္ကသိုလ်2နှစ်ပြီးထားတဲ့ transcript တွေတက္ကသိုလ်2နှစ်ပြီးတာကြောင့်ထောက်ခံစာရယ်နောက်တော့10တန်းအမှတ် transcript တွေရယ်ဒီ passport ရယ်ပြီးလို့ရှိရင်ဒီ B1 အောင်ထားတဲ့လက်မှတ်ရယ်ကိုအဲ့လိုမြန်မာလိုဖြစ်နေတဲ့ certificate တွေကိုတော့ notary ပြန်ပေါ့အင်္ဂလိပ်လိုပြန်ကျွန်တော်တို့ကဂျာမန်လိုတော့မပြန်အောင်အင်္ဂလိပ်လိုပဲပြန်ခဲ့တယ်အင်္ဂလိပ်လိုပြန်မြန်မာလိုဖြစ်တဲ့ဟာတွေအင်္ဂလိပ်လိုပြန်အင်္ဂလိပ်လိုဖြစ်တဲ့ဟာတော့ပြန်စရာမလိုကျွန်တော်တို့ကတော့စိတ်ချရအောင်အင်္ဂလိပ်လိုဖြစ်တဲ့ဟာပါပြန်ပြီးတော့အဲ့ဒီ notary တစ်စိတ်ထုခံလိုက်တာပေါ့နော်အားလုံးကိုကျွန်တော်ထုပြီးတော့အဲ့လိုစာအိတ်နဲ့ပဲထုတ်ပြီးတော့ day share နဲ့ဒီเจ้าကိုပဲเจ้าလိပ်စာကိုပဲ direct ပို့လိုက်ရုံပဲဆိုတော့ဒီလိပ်စာကို direct ပို့လိုက်ရုံပဲသူကအရန်လျှောက်တော့မြန်မာပြည်ကနေနဲ့ဆိုလွယ်တယ်อือฮึအဲ့ဒီအချက်တွေကြောင့်လွယ်တဲ့အပြင်ဒီเจ้าကကြတော့ဆရာမကြီးလည်းတော်တော်လေးကိုစိတ်ကောင်းတယ်ဒီเจ้าကဆရာမတွေတော်တော်ဟိုเจ้าသားတွေကိုပေါ့နော်နိုင်ငံခြားလာတယ်ဆိုတော့သူတို့ကဆရာမဘလို့ professionally အပြင်ဒီလို family ဆန်ဆန်လဲပေါင်းတယ် family friend ဆန်ဆန်ပေါင်းတယ်အဲ့လိုရင်းရင်းနှီးနှီးနဲ့အဲ့လိုဒီစာကိစ္စတွေမဟုတ်သူတို့အဲ့လိုနိုင်ငံရေးအခြေအနေမျိုးမျိုးကြောင့်လာကြအကြောင်းသားတွေပဲဆိုတော့လေအဲ့လိုသူတို့
ကိုရီရဲ့အဲ့လိုနိုင်ငံရေးအခြေအနေလေသူတို့ကစိတ်ဝင်တစားမေးတယ်ကိုရီအဲ့လိုမျိုးပေါ့နော်စောက်ရှောက်ပေးတာပေါ့နော်ဒီကျောင်းဆရာမတွေအားကြောင့်မို့ကျွန်တော်ဒီကျောင်းတော့ recommend ပေးတယ်နောက်ပြီးတော့နောက်ထပ်တစ်ချက်ကဘာကြောင့် recommend ပေးလဲဆိုတော့ဒီကျောင်းမှာတင်တဲ့စာတွေကခုနပြောလို့အရန်မြင့်တဲ့စာတွေမတင်ဘူးဒီကျောင်းမှာကြတော့ဒီ FSP စာမေးပွဲကဒီမြန်မာပြည်မှာလို့အစိုးရစစ်မဟုတ်ဘူးအဲ့လို standardize လုပ်ထားမဟုတ်ကျောင်းအလိုက်မေးခွန်းထုတ်တာပဲအဲ့တော့ဒီကျောင်းမှာကြတော့ဆရာမတွေကအဲ့လိုစိတ်ကောင်းပြီးတော့အဲ့လိုမအဆင်ပြေမေခွန်းမပေါ့တောက်ပေါ့နော်မေခွန်းမတောက်သူတို့တွေကအားလုံးကဒီကလေးတွေကိုကယ်ဖို့ပဲသူတို့ကစိတ်ကူးနေဒီကလေးတွေအမှတ်ကောင်းလုပ်ပေးဖို့ပဲအဲ့လိုမျိုးနောက်ပြီးလို့ရှိရင်အဲ့လို2 လတစ်ခါလောက်သူတို့ကအဲ့လိုကလေးနဲ့အဲ့လိုကြောင်းတိုင်းနဲ့one by one ဆွေးနွေးတာလုပ်တယ်အဲ့လိုမျိုးအမှတ်အခြေအနေပါတယ်ပေါ့နော်အဲ့လိုပါဘယ်နေရာအားနေလဲဘယ်နေရာအားသာလဲအဲ့လိုအမှတ်အခြေအနေအဲ့လိုအားကြောင့်မို့ဒီကြောင့်အဲ့လိုမျိုးတော်တော်ကောင်းတယ်ပေါ့ဆိုဆရာမတွေကကိုယ်နွေ့နွေ့ထွေးထွေးနေတော့အဲ့လိုကိုပီတီဆရာမပဲကိုယ်ရင်းနှီးနှီးနေတယ်ဒီဆရာမပဲကိုယ်စားတင်တယ်ပီတီဆရာမပဲမေးခွန်းထုတ်တယ်ပီတီဆရာမပဲအမှတ်ပြန်ချစ်တယ်ဆိုတော့ကောင်းတာပေါ့အဲ့လိုမျိုးအဆင်ပြေတာပေါ့သူကအဲ့လိုနောက်ပြီး key ကကြတော့အဲ့လိုမျိုးကလည်းအဲ့လိုအေးအေးချမ်းချမ်းမျိုးပဲပေါ့နော်မျိုးကြီးကြီးလည်းမဟုတ်ဒါပေမဲ့အဲ့လိုမျိုးတသေးလေးလည်းမဟုတ်သူကလည်းသူကတက္ကသိုလ်မျိုးလို့ပြောရတယ်သူမှဒီဖာခုရှူလက်ခီရဲ့နောက်တော့ CRU ဆိုတာတက္ကသိုလ်အကြီးနောက်တစ်ခုရဲ့ဆိုတော့သူကအဲ့ဒီတက္ကသိုလ်မျိုးဆိုတော့ကျောင်းသားတွေပဲနိုင်ငံတကာကျောင်းသားတွေပဲအဲ့ဒီမှာလေနောက်ဒီကနေစကားဆက်လို့ဆက်ပြောလိုက်အိမ်နေတာပေါ့နော်နေတာကြတော့ခီးမှာကြတော့ဒီ student fair ခီးဆိုတာရှိတယ်အဲ့ကျောင်းသားအဖွဲ့အစည်းပေါ့နော်သူ့မှာ Student Viet yeah သူကတစ်မြို့လုံးမှာသူကတိုက်ခန်းတွေအများကြီးစောက်တာအဲ့တစ်မြို့လုံး student fair ကတိုက်ခန်းတွေကြီးပဲအဲ့တော့အခန်းရှာတာလည်းလွယ်တယ်ကျွန်တော်တငယ်ချင်းအားလုံး哦အဲ့ဒီ student fair ကနေပဲရောက်တာကျွန်တော်တို့အခန်းလူတွေရောကျွန်တော်မြန်မာပြည်နဲ့တူတူလာတဲ့တငယ်ချင်းတွေရောအကုန်အားကြောင့်အကုန်လုံးကအိမ်နီးနားချင်းတွေကြီးပဲပေါ့ဆိုတော့ဒီတိုက်ခန်းကြီးပဲသူကတစ်မြို့လုံးမှာလေအားကြောင့်မို့တော်တော်တော့အဆင်ပြေတာပေါ့ဒီကျောင်းလာရင်မြန်မာပြည်ကနေဆိုလို့ရှိရင်တော့အဲ့လိုအကောင်ဆုံးပဲပေါ့နော် ဒီထက် quality ကောင်းတဲ့ကျောင်းတွေလည်းအများကြီးတော့ရှိတယ်အဲ့လိုမြို့ကြီးတွေမှာဒါပေမဲ့အဲ့လိုတချို့တွေကကြတော့ B2 ထိတောင်းတာတွေရှိတယ်ဆိုတော့မြန်မာပြည်မှာတိတ်အဆင်မပြေဘူးနောက်တော့တချို့တွေက Uni Assist ကနေတဆင့်ရှာရတဲ့ဟာကျွန်တော် Facebook မှာလည်းတစ်ခါတလေတွေ့နေရ Uni Assist ကအဆင်မပြေတာတို့ဘာလို့အချိန်မီမလျှောက်ပေးလိုက်တာတို့ဟုတ်တယ်အဲ့လိုသူကကြာတယ်ကြားရတယ်အဲ့လိုကိုပို့ပြီးရင်သူတို့ပြန်မပို့တာတို့ပြီးရင်အဆင်မပြေရင်သူကပတ်စံလဲပေးရတယ်လေအဆင်ဟုတ်တယ်မပြေဟုတ်တယ်ရင်ပတ်စံလဲပြန်မအမ်းတာတို့ဘာလို့အဲ့လိုမျိုးဒီကြောင်ကြတော့သူက uni assist နဲ့မချိတ်ထားဘူးဆိုတော့အဆင်ပြေတယ်ဟုတ်နော်အဲ့ဒါဆိုမဆို application fee ရှိမရှိတော့ဘူးပေါ့ဟုတ်နောက်တစ်ခုကဒီ student colleague ကကြတော့နောက်ဒီ Fachhochschule Kiel မှာ student colleague ပြီးလို့ဒီကျောင်းမှာဆက်တက်ရမှာမျိုးမဟုတ်ဘူးသူတို့ကလေ student colleague ကပြီးရင်သူတို့ကြိုက်နေမှာပြန်တက်လို့ရအဲကြောင့်မို့ဒီကိုခီးမျိုးမကြိုက်ရင်တောင်ဒီကျောင်းမကြိုက်ရင်တောင်ကိုပြောင်းလို့ရတယ်ဒီမှာကိုဆက်နေစရာမလိုဘူးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဆိုမလေးအခုဟိုကတက်နေပြီ Bachelor တက်နေပြီမလားဟုတ်ကျွန်တော်အခုဒီကျွန်တော်2022စက်တင်ဘာ winter semester မှာ student colleague တက်ပြီးတော့ဒီ2023 summer semester မှာပြီးသွားပါပေါ့2024 winter semester နေစပြီးကျွန်တော်2023 winter semester စကျွန်တော် bachelor စတက်တာပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကကျတော့ bachelor တက်တော့ကျွန်တော်ဒီ Harvey Handbook ကိုပြောင်းလိုက်တာပေါ့ဒီ handbook ကိုသူကခီးနဲ့လည်းမြို့ကနေနီးလေးဆိုအေးတော့ဒီတိုင်းဟုတ်မြို့ကပိုကြီးတယ်ဆိုတော့ပြောင်းလိုက်တာပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အမှန်ပါတော့ကျွန်တော်ကဒီဂျာမနီလာဖို့ research လုပ်တော့ဒီကျောင်းစပြီးရှာဒီကျောင်းစပြီးတွေ့ပြီးတော့ဒီကျောင်း major နဲ့ကြည့်ပြီးတော့ဒီကျောင်းမှာကျွန်တော်ကတိုက်ရိုက် join လို့မရဘူး student colleague တက်မယ်ဆိုတော့ဒီကျောင်းက Alpha Key ကို recommend လုပ်လို့သွား အာ join ဖြစ်သွားတာပေါ့ဟုအာတ်ဟုတ်ပြီဒီကနေပြီးတော့ဟုတ်တယ်ဒီအဲ့ဒါကြောင့်ကျောင်းနဲ့ဒီကျောင်းက recommend လို့ဆိုဘာဖြစ်လို့ဆိုတော့ Hamburg Key နဲ့အိမ်နီးနားချင်းပဲဆိုတော့လေသူကသူဒီဟာအဗီဟမ်ဘော့ကကြတော့သူကိုယ်တိုင်ကရှီယန်ခိုလစ်ကို offer မလုပ်ဘူးမတင်ဘူးဒါနဲ့တခုကဒီနှစ်ကနေစပြီးတော့ FRK ကဖာခုရှူလန်နေဒီကျောင်းလို့ယာဒူတိုဝိုင်ဟာအဗီယာဒူတိုဝိုင်ဒီ website မှာတော့မတိုးသေးဖြည်းဖြည်းချင်းစီပြောင်းသူတို့လည်းနောက်ညီမိုက်လာတဲ့အခါကျလို့ရှင်ဖာခုရှူလန်ခီမဟုတ်တော့ဘဲနဲ့ဟာအဗီခီဖြင့်ဖြစ်သွားလောက်ပြီ
အခုသူတို့ဖြည်းဖြည်းချင်း哦，စီပြောင်းနေသူတို့တစ်ဆင့်ပြောင်းလိုက်တာပေါ့နော်ဒါပေမဲ့အခု好，ထိတော့ဒီ website မှာတော့ Faku Shulaki လို့တော့ရှာလို့ရသေးတာပေါ့နောက်9လ6လလောက်နေမှရှာတော့မှ Faku Shulaki ဆိုတော့မရှိပါလားလို့မဖြစ်ရဘူးပေါ့နော်မတွေ့ဟာ AV key ဟာ HAW key ပြန်ရှာကြည့်ပါသူOK，好ဟုတ်，OK 吧。အဲဆိုအမားတို့ဘာကြီးကျန်နေလဲမသိဘူးပြီးသွားပြီထင်တယ်နော် accommodation ဟုတ် လည်းဖြစ်တယ်နော်ပြောလိုက်သေးတယ် accommodation လဲကျွန်အဲဆို တော်ဖြတ်ပြီးပြောလို accommodation က်လည်းဟုတ်တယ်အဲအော်ဆိုလွယ်လွယ်နောက်တစ်ပြောမှာပေါ့ခုကအရေးကြီးတာကရွှေခုလိကတန်း join လို့မရသူကဝင်ခွင့်ဆောင်ပွဲဖြေရတယ်အော်ဟုတ်တယ်အမအဲ့ဒီစာကိုပြောဖို့မေ့အရေးကြီးဆုံး ဟုတ်တယ်အမအဲ့ဒါကိုသိတယ်အမလုံးလုံးမေ့သွားတာဟုတ်တယ်အရေးကြီးဆုံးသူကကျေးဇူးပါအဲ့ကြောင့်မို့မြန်မာပြည်ကနေလာမယ်ဆိုလို့ရှိရင်ရွှေခုလိကိုရှောက်လို့ရှိရင်တစ်ခုတည်းမရှောက်ဘဲနဲ့နှစ်ခုသုံးခုလောက်ရှောက်ဖို့ recommend ပေးတယ်ပေါ့နော်ဘာလို့ဆိုတော့သူကစာမွေးဖြည့်ပြီးမှစာမွေးမှာကဒါနိုင်ငံတကာနေလာကျွန်တော်တို့အခန်းမှာဆိုရင်လူက30လောက်ပဲရှိ25 30လောက်ပဲအဲ့တော့လူအများကြီးမသူက25 30ပြန်ရွေးတာဆိုတော့အမှတ်ကကောင်းနေမှရမှာဆိုတော့လေတကယ်လို့ဟုတ်ကျောင်းဒီကျောင်းဝင်ခွင့်မှာကိုချေချော်လက်ချော်ဖြစ်သွားရင်တော့မှတခြား second third chance လေးတွေရှိအောင်ပေါ့နော်အဲ့လိုကျောင်းလျှောက်ရင်အဲ့လိုနှစ်ကျောင်းသုံးကျောင်းလောက်လျှောက်တဲ့အခါမှာဘာ tips လေးပေးခြင်းလဲဆိုတော့ဝင်ခွင့်ဆောင်ပွဲနေ့တွေကြည့်ပြီးလို့ရှိရင်အဲ့ဒီကျောင်းရဲ့မြို့တွေ Google Map မှာရှာကြည့်ပေါ့တစ်ကျောင်းနဲ့တစ်ကျောင်းဘယ်လောက်ဝေးလဲကိုခီးသွားနိုင်တာပေါ့ကိုကကျောင်းရှောင်းဂျာမနီတစ်ခုလုံးကိုကပတ်ပြီးသွားတော့မှာဆိုတော့လေအားကြောင့်မို့ကိုခီးသွားလို့ဖြစ်နေတာပေါ့နော်ဒီနေ့လိုမျိုးဂျာမနီမြောက်မှာဖြစ်မနေ့ဖြန်ဂျာမနီတောင်မှာသွားဖြစ်ဖို့ဆိုတာကြတော့မလွယ်နေဘူးတယ်အားကြောဟုတ်တယ်င့်မို့အားကြောင့်မို့နေရာလေးတေချာကြည့်နေရာရဲ့ဖြေမဲ့နေ့တွေရဲ့ကို plan လို့ဖြစ်နိုင်လားရဲ့တေချာကြည့်ပြီးတော့အဲ့လိုကျောင်းသုံးကျောင်းလောက်ရှောက်ပြီးတော့မှအဲ့လိုဝင်ခွင့်လိုက်ဖြေပေါ့နော်ပြီးတော့မှဝင်ခွင့်ဘာတွေဖြေရတာလဲအဲ့ဒါလေးဝင်သိချင်ခွင့်ကဘာတွေဖြေရလဲဆိုတော့နှစ်ခုဖြေရတယ်သင်္ချာနဲ့ဂျာမန်နဲ့ဒီဝင်ခွင့်ကလည်းခုနပြောလို့ standardized test မဟုတ်ဘူးကျောင်းနဲ့ကျောင်းလိုက်กว่าတယ်ကျွန်တော်ရဲ့ personal အရာအတွေ့အကြုံအရဆိုရင်အဖခီရဲ့ဝင်ခွင့်ကမခတ်ဘူးသူက10တန်းစပဲပြန်မေးတာသင်္ချာ10တန်း level ပဲသင်္ချာ10တန်း level ပဲဂျာမန်ကြတော့လည်းအခက်ကြီးမဟုတ်ဂျာမန်သူကိုယ်တိုင်ကဝင်ခွင့်မှာ B1 ထိပဲတောင်းတာဆိုတော့အခက်ကြီးမဟုတ်အဲ့တော့စာမေးပွဲတော့ဘယ်လိုပြင်လို့ရလဲဆိုတော့ကျောင်းတွေကအဲ့လိုမေခွန်းဟောင်းတွေတင်ထားမျိုးတွေတော့အဲ့လိုမရှိဘူးပေါ့နော်ဒါပေမဲ့ဒီတိုင်း Strength College Entrance Test အဲ့ဒီ sample လို့ပေါ့လို့မျိုးရှာပြီးတော့ Google မှာရှာပြီးတော့လိုက်လေ့ကျင့်လို့ရတယ်နောက်တော့အဲ့ဒီ10တန်းသင်္ချာ concept လေးတွေပေါ့နော်10တန်းသင်္ချာပုံနှိပ်ကိုကင်ပြီးတော့အပုပ်စီပြန်မတွန့်တော့မှ concept လေးတွေပြန်ဖတ်ဖို့အဲ့ဒီဟာလေးနည်းနည်းပြန်ဟိုဟာနှွေးတဲ့သဘောလောက်ဖတ်လိုက်လို့ရှရင်တော့ရတယ်သူကအဲ့ဒါအပြင်နောက်တော့ဘာလုပ်တင်လဲဆိုတော့အဲ့ဒီ sample မေးခွန်းတွေကိုဂျာမန်လိုလိုက်ရှာပေါ့နော်ဘာလို့ဆိုဒီသင်္ချာအသုံးနှုန်းတွေကိုဂျာမန်လိုကိုယ်နည်းနည်းရင်းနှီးသွားအောင်နောက်နောက်မှအဲ့လိုမေးခွန်းတွေ့ပြီးနားမလည်လို့တွတ်လို့တက်တိတ်နဲ့မဖြေလိုက်နိုင်တာမျိုးမဖြစ်အောင်ပေါ့နော်အဲ့လိုဒီ vocabulary လေးတွေကိုနည်းနည်းနားလည်အောင်လုပ်လိုက်ရုံပဲဂျာမန်ကြတော့ဒီကို B1 အောင်ထားလို့ရှရင်တော့ဖြည့်နိုင်ပါတယ်သူကရိုးရိုးအဲ့ဒီမြန်မာပြည်ကအင်္ဂလိပ်စာမေးပွဲလိုမျိုး read the paragraph တို့ paragraph ကိုဖတ်ပြီးမေးခွန်းဖြေရတာတို့အဲ့ဒီ grammar နဲ့ဆိုင်တဲ့ကွက်လက်လေးတွေဖြေရတာတို့အဲ့ဒီလောက်ပါပဲဟုတ်သူကဟုတ်နှစ်ခုဖြေရတယ်သင်္ချာနဲ့ဂျာမန်နဲ့နှစ်ခုဟုတ်ကဲ့ဟုတ်များသောအားဖြင့်သူကတစ်နေ့တည်းမှာပဲတစ်ဆက်တည်းဖြေရပါဘော3နာရီမေးခွန်းဟိုမှာတစ်နာရီကျွန်တော်ဒီ alpha key တော့ကြာ3နာရီမေးခွန်းတစ်နာရီခွဲစီပေါ့နာဂျားထဲမှာ break တွေပါတွေမရှိဘဲနဲ့မြန်မာပြည်မှာ10တန်းဆက်မွေလို့ပဲ3နာရီကို direct ပေါ့နော်တစ်နာရီခွဲပြီးသွားရင်စာရွက်သိမ်းပြီးတော့ဂျာမန်ဆရာမလာပြီးတော့စာရွက်ဝေပြီးတော့ဖြေအောင်ပဲဟုတ်哦，တော့ပြီးတော့မှဝင်ခွင့်ရသွားပြီဆိုတော့မှကျောင်းကိုရှောက်ရတော့မှကျောင်းကိုအဲ့ဒီကျောင်းအဲ့ရတော့မှပေါ့ဟုတ်ဟုတ်ပြီဝင်ခွင့်ကလှမ်းဖြေလို့မရဘူးเนาะဒီမှာပဲဖြေရတာမလား ဝင်ခွင့်ကဟုတ်လူတွေးကိုသူ့ကျောင်းမှာပဲ person တွက်ဖြည့်ရတာဟုတ်လူတွေးကျောင်းမှာသူကရေးဖြည့်ပဲနှုတ်ဖြည့်တွေပိုင်းမှာပါအောင်ဟုတ်အဲ့ဒါဘယ်လောက်ကြာလဲ result ထွက်ဖို့နဲ့ကျွန်တော်တို့တုန်းကတော့တပတ်လောက်ပဲကြာတယ်ကျွန်တော်တို့အဖခီမှာတုန်းကတော့ညံ့တယ်တော်တော်ညံ့တယ်သူ အဲ့ email နဲ့ပဲပို့တာပေါ့ကျွန်ဟုတ်တော်တို့တော့အဲ့လို email နဲ့ပဲရောက်လာတယ်
အဲ့ဆို result ထွက်ပြီးတော့ဘယ်လောက်ကြာတော့ကျောင်းတက်ရတာလဲကျွန်တော်ကဖြေတာကဇွန်လ17ရက်နေ့ဖြေတယ်ဖြေပြီးတော့အဲ့မှာတစ်ပတ်နှစ်ပတ်လောက်ပဲထားပါတော့ဇွန်လကုန်ပဲထားပါတော့အဲ့မှာကျောင်းဖွင့်တာစက်တင်ဘာမှာပြန်ဖွင့်တယ်ဇူလိုင်ဩဂတ်စ်နှစ်လတော့နားတယ်ကြားထဲမှာသူက summer semester စက်တင်ဘာလောက်မှပြန်စဆိုတော့အဲ့ဒီတက္ကသိုလ် summer semester စနေသူကတူတူဖွင့်တယ်ဟုတ် အဲ့ဒါဆိုရင်အမ် blog account ကဘယ်အချိန်ကနေစထည့်သွားရတာတော့ဘယ်အချိန်ကနေစရတာလဲ blog account ကကိုဂျာမန်ရောက်တဲ့လကနေစပြီးရဂျာမန်ရောက်တဲ့လကနေစပြီးကျွန်တော်တို့ကဂျွန်လရောက်တော့ဂျွန်ကနေနောက်တစ်နှစ်မေလအထိကို blog account နဲ့လုပ်ရတယ်လုပ်တဲ့အချိန်မှာကျွန်တော် student college က April လလောက်မှပြီးသွားတယ်နောက်တစ်နှစ် April လလောက်မှပြီးသွားပြီးတော့ကျွန်တော်မေတလနဲ့ဂျွန်တလနဲ့ကိုကျွန်တော်စုထားစီကနေပြီးတော့စားပြီးတော့အဲ့ဒီဇူလိုင်လမှာကျွန်တော်စပြီးလုပ်တာပေါ့နောက်တစ်နှစ်အဲ့ဒါဆိုကျွန်တော်တို့ကဒီ student ဘ college ယ်ပြီးသွားကြရင်အလုပ်မလဲလုပ်ဘယ်ကြမလဲဘာဖြစ်လို့လဲဆိုတော့အမတို့ student college က September စရင်ပုံမှန်ဆိုလို့ရှိရင် January February မှာမှ semester အော်ဒါ တစ်ခုပြီးမှ semester လေတစ်ခုဟုတ်တယ် sorry semester တစ်ခုပြီးတော့မှနောက်တစ်ခုဟုတ်တယ်နော်ပြီးတော့မှဟုတ်တယ်အဲ့ဒါပြီးရင်အဲ့ဒါဆိုရင် February လမှာဒီ Samuel ပြီးသွားရင် March April လောက်ပိတ်ပြီးတော့ May June July လောက်မှပြန်ဖွင့်ပြီးဟုတ်တယ် August လောက်မှ July August မှပြီးတယ်ပြီးတော့ อือฮึ June July လောက်မှပြီးပြီးတော့ဒီနောက် semester တက္ကသိုလ်အစစ်မှာ October တက်တော့မှကျွန်တော်အဲ့ဒီမတိုင်ခင်မှအလုပ်စလုပ်တော့ August မှာစလုပ်တာအဲ့ဒါဆိုရင် blog account ကတကယ်တမ်းသွင်းရတာတစ်နှစ်စာဆိုပေမဲ့ကိုယ့်လက်တနေ့စာထဲမှာကဂျွန်လမှာတစ်နှစ်စာအပြည့်နဲ့တော့လာလို့မရဘူးเนาะ ဟုတ်ဂျွန်လ plus မှာစပြီးနောက်နှစ်3-4လဂျွန်လစာမှာကုန်သွားလို့ရှိရင်ဇူလိုင်လတစ်လစာကျွန်တော်ကိုယ့်စိုက်တုံးရတယ်ကျွန်တော်ဩဂတ်3ရက်နေ့3ရက်နေ့မှတ်မိတယ်သူကပေါက်ပေါက်ရှာ3ရက်နေ့ကြီးကျွန်တော်3ရက်နေ့စလုပ်တာဆိုတော့ဒီဇူလိုင်လတစ်လစာလွတ်သွားတယ်ပြီးဩဂတ်လမှာကျွန်တော်စပြီးလုပ်တော့ပေါ့လုပ်တော့အဲ့ဩဂတ်လတစ်လစာလည်းအရင်ကိုအိတ်တယ်ကိုတုံးအောင်ပြီးဩဂတ်လကုန်မှာလကပြန်ရဆိုတော့ဟုတ်အဲ့လိုဆိုတော့ဒီ blog account တစ်နှစ်စာ continue တော့မရဘူးเนาะမကိုက်နေဘူးမနည်းနည်းမကိုက်အဲ့တော့ 4လစာလောက် plus မှရမယ်เนาะဘာဖြစ်လို့လဲဆိုတော့ဟုတ်ရေရောက်ချင်းမှလည်းကိုဝယ်စရာတွေဘာတွေရှိတာအတွက်ကြတော့ရေနောက်တော့အဲကြောင့်လေးလစာလောက်ပို့ယူနိုင်ယူမယူနိုင်ရင်နှစ်လစာလောက်ပဲယူပြီးတော့ဘလော့ကောက်950မှာတစ်လ100 200ဖြစ်ဖြစ်ဖယ်ပြီးစုလို့ရှရင်တစ်လ100စုလို့ရှရင်တော့12လဆိုရင်1200ဆိုတော့ तू ကမစိုးဘူးပေါ့မဆိုးပါဘူးဟုတ်အဲ့ဒီအော်ခီးကခီးမဆိုရင်ကုန်ကျစရိတ်အခမ်းအနားကကျွန်တော်ကဘယ်လောက်တော့နေတုန်းက VK မှနေတာပေါ့နော်ဒီ ဟုတ် student and fair က VK မှနေတာကျွန်တော်350ပဲပေးရတယ်ဟောအဲ့ကမဆိုးဘူးเนาะဟုတ်350ပဲ350ဆိုတော့950 350နှုတ်လိုက်လို့ရှရင်သူက600ဒါပေမဲ့စားတာတောက်တာကပုံမှန်က200အလွန်ဆုံး300ပေါ့အဲ့လောက်ဟုတ်ဆိုရင်လောက်နေပြီလေเนาะနောက်ပြီးတော့ Alpha Key ကသူကမန်စာရှိတယ်သူကကန်တင်းရှိတယ်ကျောင်းမှာစားလို့ရတယ်နေ့လည်စာအဲကျောင်းမှာစားတော့ဈေးသက်သာတယ်အမားတို့စီကမတက်တာဘူးအမားတို့ကန်တင်းကဟိုဟာတောင်ပေးရတယ်အမားတို့မန်ဂျာကအမ်အခု9ယူရိုတောင်ကျော်သွားပြီအဲသူကကျွန်တော်တို့ဒီမှာအဲ့လိုပဲ Currywurst တို့ဘာလို့စားရင်အနည်းဆုံးတော့6ယူရိုပေးရတယ်ပြီးတော့ခွန်8ကိုပေါ့ကိုစားရင်စားသလိုမတက်တာဘူးเนาะဘာဖြစ်လို့လဲဆိုတော့တခြားဒီအမတခြား Marburg လားမသိဘူးအမသွားလေတော့ကအဲ့ဒီကမန်ဂျာကဟိုဟာပဲကြတယ်3ယူရိုလား4ယူရိုလားမသိဘူးအဲ့ဒါကဟို dessert ပါသေးတယ်တောက်စရာတစ်ခုပါသေးတယ်အဲ့ဒါကိုမှအဲ့လောက်ပဲကြာတာအမားတို့ဒီက9ယူရိုအဲ့ဆိုတော့ကောကျော်ကျော်င်းတော့ပေါ့ဆိုတာက9ယူရိုကျွန်ကျော်ကျော်တော်တို့ကဒီကဆိုတာကပြရလေ main dish ပဲတစ်ခုပဲရတာလေဟုတ်တယ်ကိုလာတွေပါထပ်တောင်းထပ်ပေးရတာပေါ့အဲ့လိုဟုတ်တယ်အချိုးတွေပါဟုတ်တယ်ထပ်ဆိုင်ဟုတ်တယ်အားကြောင့်မို့စားတာတော့နေ့လယ်ပိုင်းကတော့အလိုမျိုးကြောင်းမှပဲစားတယ်ညနေစာလောက်ပဲချက်လို့ရှိရင်တော့ကျန်တဲ့6ဝါကတော့လောက်တော့ပေါ့ဟုတ်အေးပေါ့အေးပေါ့ဘာလို့လဲဆိုတော့သူကဟုတ်ဒီမှာအသားတစ်ပူဆိုရင်ဒီ900 gram ဆိုရင်ကျက်သားဝက်သားဟို4ယူရို5ယူရိုဆိုရင်ရတယ်9လीနော်ယူရိုဟုတ်အဲ့ဒါကြတော့အေးအဲ့ဒါကိုချက်လိုက်ရင်ကြတော့ဟင်းအဲ့လိုအတီးအရွက်နဲ့ချက်လိုက်လို့ရှိရင်ကိုမျှစားလို့ရတယ်သူကဟုတ်တယ်ဟုတ်တယ်အဲ့လိုဟုတ်ဆိုဒီအော်မှာကတော့ဂျာမနီကတော့စားစရိတ်က
ဥရောပါချင်းချင်းနဲ့ရှင်တော့နည်းနည်းကြီးရတယ်ပါတယ်ဆိုပေမဲ့သူရတဲ့ဟာနဲ့တော့ပြန်ကာမိတယ်အလုပ်လုပ်လို့ရှိရင်လည်းသူက1200လောက်ရတယ်ဆိုတော့ဒီကာမိတာကြောင်သားပေါ့နော်ဟုတ်တယ်ဟုတ်ဟုတ်တယ်သူရတဲ့ဝင်ငွေနဲ့ထွက်တဲ့ဝင်ငွေနဲ့တော့ကုန်တွန်းနေသူတော့ကာမိတာပေါ့နော်ကောင်းနေစုဖို့ပါတယ်ပါဖို့ကြတော့ကိုသုံးတဲ့ပုံမူတည်တာပေါ့ဟုတ်ဟုတ်တယ်အဲဒါကြောင့်လို့ပုံဟိုမှန်ဒီလိုတောက်လျှောက်အပြင်နေပဲတောက်လျှောက်ထွက်စားနေတာမဟုတ်ဘူးဆိုရင်200 အိမ်မှာချက်300ဆိုင်တော့မိတယ်လောက်ပါတယ်ဟုတ်တယ်200နဲ့300ကြားတွေကလောက်တယ်မလောက်ဂျာဘူးပေါ့မနီလာမယ်ဆိုရင်တော့ဟုတ်တယ်အဲ့ဒီပတ်တိုင်းလုပ်ပြီးပတ်တိုင်းတစ်ခုနဲ့လောက်ပါမလားဆိုပြီးတော့ပူစရာတော့အရင်တော့ပူစရာမလိုဘူးပေါ့ဟုတ်ပေါ့သူကနဲ့သူတော့လောင်တော့လောက်ထားပြီသူကအမြဲတမ်းဒီ minimum wage ပဲလုံတော့မှအစိုးရကသူကုန်ကျစရိတ်နဲ့မှန်ပြီးတော့တွက်ထားဆိုတော့လေ inflation ဟုတ်တွေပိုင်းနဲ့အခုဆို73ကျော်နေပြီလို့တော့ကြားတယ်73ယူရိုကျော်နေဟုတ်တယ်ဒီ ပြီလို့ကြားတယ် January နောက်အခုလာမယ့်ဟိုမှာပြောင်းမယ်73နဲ့73တက်တမဘယ်လောက်လဲမသိဟုတ်ဘူးဒီနေ့ဖကျွန်တ်လိုက်တော်ကရောက်တုန်းကအလုပ်ဆက်လုပ်လို့ရတုန်းကအလုပ်တုန်းက minimum wage နဲ့ပဲလုပ်တာဆိုတော့အဲ့တော့12ယူရိုခွဲပဲလားမသိဘူးပေးရနောက်ပြီးကျွန်တော်တို့ blog account ဖွင့်တုန်းကလည်းတစ်လ950မဟုတ်တစ်လ800ပဲလားမသိဘူးပြန်ရတယ်ဟုတ်တယ်အမတို့ဖွင့်တော့ကလည်း800ကျော်ပဲအခုမှတက်ဟုတ်တယ်သွားတယ်800ကျော်ပဲဟုတ်တယ်အဲ့တုန်းတည်းရတယ်လောက်တော့လောက်ပါအဲ့တုန်းကလည်းဈေးကဒီလောက်တိတ်မကြီးသေးဘူးအဲ့တုန်းကစီတပူးမှ1ယူရို2ယူရိုအခုဆိုစီတပူးက4ယူရိုတွေပါတယ်ဆိုတော့ဟုတ်တယ်သူကဈေးတက်လာတာနဲ့အမျှအဲ့ဒီဟာကို cover ဖြစ်အောင်သူကဒီ ဟုတ် block ကလည်းဈေးကလိုက်မြင့်လာတာဆိုတော့လိုက်မြင့်ပြီးလို့ရှိရင် ဟုတ်တယ် minimum wage ကလည်းလိုက်မြင့်လာဟုတ်တယ်အဲ့လိုဆိုတော့ကျွန်တော်လာတော့အဲ့မှာကိုဗစ်တောင်သွားမပြောက်သေးဘူးကိုဗစ်ကာလကြီးဆိုတော့ max ဟုတ်တွေတက်ပြီးတော့ကျောင်းတောင်သွားဆိုအဲ့တုန်းကတော့ဈေးပေါ်တဲ့ခေတ်ပေါ့ဟ2022ဆိုတော့အမောင်လေးအမားထက်စောတာပဲအဲ့ဒါဆိုဟုတ်ဟုတ်တယ်ကျွန်တော်2022ဇွန်လလာဟုတ်ဇွန်လဆိုတာကဟုတ်တယ်ဇွန်လ17ရက်နေ့ကစာမေးပွဲဆိုတော့ဇွန်လ3ရက်နေ့ကထွက်တယ်4ရက်နေ့ကိုဒီကိုရောက်တယ်ပြီးတော့တပတ်ပထမတော့တပတ်စာကြိုလုပ်မယ်ဆိုပြီးလာကျွန်တော်တို့စာတော့မလုပ်ဖြစ်ဂျာမနီရောက်ပြီဆိုပြီးတော့ပျော်ပြီးတော့ရှောက်လေတာနဲ့ပဲဒီတိုင်းလက်တံတဖြည်းဖြည်းဟောစာမေးပွဲ อืมဟုတ်ပြီဟုတ်ကဲ့ပါဟုတ်အဲ့ဒါအမတို့ပြီးပြီထင်တယ်နော်ကုန်ပြီဟုတ်ဟုတ်ပြောတာလေးနည်းနည်းကြာသွားပြီဆိုတော့အဲ့ဒါဆိုရင်ဟုတ်ဒါနဲ့ပဲအမတို့ပိတ်လိုက်တော့မယ်နော်ဟုတ်ဟုတ်ကဲ့ပါအခုလိုဖြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်မဟုတ်လေကျေးဇူးတင်ပါတယ်ကျွန်တော်ဒီလို knowledge sharing လုပ်ခွင့်ပြုတဲ့အတွက် ကဲအမလိုက်ရှာနေရမေဂျာမတူတဲ့လူတွေ လာတဲ့ဟိုကလမ်းကြောင်းမတူတဲ့လူတွေဟုတ်တယ်ဟုတ်တယ်အဲ့လိုဆိုတော့မှဟုတ်ဒီနားထောင်တဲ့လူတွေကိုယ့်ဘာသာကိုအဓိကကတော့ကိုယ့်ဘာသာကိုလှုပ်ချင်တဲ့လူတွေပေါ့နော်အစားဆုံးဒီလို process လေးရှေ့ရလူတွေလှုပ်သွားတဲ့ဟာလေးကိုသိဟုတ်အောင်လို့ဆိုပြီးတော့ဂျာအဲ့မနီလိုတော့ကတော့လာလို့ရှိရင်အဲ့လို agent တွေဘာတွေနဲ့မလို့ဘောသူက process တော့မများလွယ်အောင်တော့လုပ်ထားပြီးအကြောင်းလျှောက်တဲ့ဟာတွေဘာတွေကလေအဲ့ဟုတ်လိုမျိုးတယ်အဲ့ဒါကြောင့်မလို့လေအဲ့လိုကိုယ့်ဘာသာကိုဒီလို agent နဲ့မလုပ်ဘဲနဲ့ကိုယ့်ဘာသာကိုလှုပ်ချင်တဲ့လူတွေအတွက်ပေါ့နော်ဒီလိုဟုတ်မျိုးတွေအဲ့ဒါနဲ့အဲ့လိုကိုလှုပ်ရှင်လူအတွက်လည်း chance ရှိတာပေါ့ဟုတ်တယ်ဒီမှာကြတော့ဟုတ် ဟုတ် agent ဆက်သွယ်ရှိမှာမဟုတ်သူကဟုတ်တယ်အဲ့လိုကိုယ့်ဘာသာကို try ကျင်လဲအဆင်ပြေအောင်လို့ဆိုပြီးတော့အဲ့ဒါနဲ့ဟုတ်အနည်းဆုံးတော့ idea ရတာပေါ့နော်အကြံပြဟုတ်မှုလေးတွေရှိတယ်ဆိုတာကိုမူတည်ပြီးတော့ဟုတ်အနဟုတ်ကဲ့ည်းဆုံးကိုကြောင်းနဲ့ပဲပြီးထားဆိုရင်တော့ဒီဥစ္စာနီလန်မော student colleague က